အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ထုံးနိုင်ဖြစ်ပါတယ်ဒီနေ့ကထုံးနိုင်ဘာလေးလက်ပြပေးမယ်ဆိုရင် audio ဝါသနာညီကိုတွေအတွက်ဒီမှာ MP5 ရေးတစ်လုံးပြပေးပါတော့ဒီ MP5 ရေးလေးကဒီ Vushia ထွက်လာတဲ့ဒီ ZK TV21S ပေါ့နော်ဒီကောင်ကအရင်ဘာရှင်းတဲ့မြင့်သွားပြီပေါ့နော်ဒီကောင်ကလက်သစ်အရင်ကောင်နဲ့တော့စင်တော့စင်နေတိုင်းပဲသူ့မှာနည်းနည်းပြောင်းလဲသွားတာရှိရပေါ့နော်ဒီကောင်မှာသူ့ရဲ့ work ကိုပြောပြမယ်သူ့ရဲ့ work ကကြတော့100 watt sub woofer က50 watt ဒီအတန်း50 watt 100ပေါင်း100 watt ပေါ့နော် Bluetooth ပါရှင်းမြင်လာမယ်ပြီးတော့သူ့မှာဒီကျွန်တော်တို့ဒီ mic နဲ့ပြန်တွဲဖို့ mic jack ပေါက်တွေပါတယ်ပေါ့နော်ဒီကအရင် model နဲ့မှမပါပါဘူးနော်ဒီကောင်ကတော့ကျွန်တော်တို့ဒီသူ့မှာပါတဲ့ subwoofer နဲ့မလုံလောက်ဘူးဆိုရင်သူ့ထိုင်းမြင့်ရင်လည်းဆိုရင်ဒီမှာတခြားဘာမှကိုဟို join ဒီ join တယ်မလို့ပေါ့နော်သူ့မှာ subwoofer join ဖို့အတွက်မှာဒီ output အပေါက်လေးတစ်ပေါက်ပါတော့နော်ဒီမှာသူ့ရဲ့ jet pin လေးနဲ့ထိုးလိုက်ရုံပဲအရန်ကိုအတန်နဲ့ quality ကောင်းလာတယ်ဗျာအများကြီးပစ္စည်းကောင်းလာတယ်အရန်နဲ့ကြိုက်တယ်ဒီက DIY Bluetooth ပေါက်ဒီမှာဆင်ဖို့ညီကိုအတွက်ပေါ့နော်ဒီကောင်လေးတစ်ခုတော့ကျွန်တော်ကတော့နှင်း recommend ပေးတယ်ဗျာအရန်ကောင်းတယ်နောက်ပြီးတော့ကျွန်တော်ဒီကောင်ကနှစ်မျိုးလာတယ်ပေါ့နော်ဒီလိုမျိုးကျိုးလွတ်နေလဲလာတယ်ကျွန်တော်မှားတာကျိုးလွတ်တချို့ကကျတော့ဒီမျိုးတခါတည်းတွဲပြီးသားလည်းပါတယ်ပေါ့နော်ကျိုးလွတ်နေကြတော့တချို့ကျတော့သူတို့ကဒီအိမ်မှာထည့်ဖို့နေသေးတဲ့အတွက်ကျိုးလွတ်နေမှားတယ်ကျွန်တော်ဘာသေးတဲ့ခါကျတော့ကျိုးလွတ်ယူတယ်ပေါ့နော်ဈေးကတော့ကျိုးလွတ်နေသူ့ရဲ့ original နဲ့ပါတဲ့ဟာကျတော့150လောက်กว่าတယ်ပေါ့နော်ဒီမှာသူ့ရဲ့ကောင်းပြီးတော့သူ့ထဲမှာဒါလေးသူ့ရဲ့ကောင်းလေးတွေပြီးတာလေဗျာမဝါရှာလေးသူ့ရဲ့ DC travel jet ပေါက်လေးတွေပါတယ်တညီကိုတို့ပြောပြရင်ဘဒူဝါသနာရှင်တွေညီကိုအတွက်ပေါ့နော်ဒါလည်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်တချို့ညီကို DC ဘောက်မီ DC ဘလို့ကြည့်ရ DC ရဲ့သူ့မှာပြထားပြီးသားပေါ့နော်မ DC 12ကနေ24 volt ပေးလို့ရတယ်အဲ့ထက်မပေးကြော်နဲ့အဲ့ထက်လည်းမပေးနေနဲ့ပေါ့နော်ဒီကောင် model မြင့်မှာ model တစ်ပါအရန်ကိုအတန်ကိုကြည်နေပါတယ်ခင်ဗျာဒါလေးကိုညီကိုတို့လာပြီးရောကြညာပြတယ်ပေါ့နော်ပြောပြတယ်ပေါ့နော်ဘဒူဝါသနာပါတယ်ဒီကောင်လေးကိုမှားပြီးတော့စမ်းကြည့်လို့ရပါတယ်ခင်ဗျာဒီလောက်ပါပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြမှာပေါ့နော်စုံကြမယ်ညီကိုတို့